professional carry တွေဟာသူတို့ရဲ့လိုအားကောက်ကို tour player ရဲ့ winning price ကနေရရှိကြတာပါ champion ဖြစ်ရင်စုချင်းငွေရဲ့ 10% ကိုရရှိတတ်ပါတယ် top 10 ဝင် 9% နဲ့လစာခီးစိတ်တို့ကိုပါရရှိကြပါတယ်သူတို့ရဲ့ tour player နိုင်ပွဲများရင်သူတို့လည်းလောက်ခပိုရကြပါတယ်နာမည်ကြီး player တွေကနာမည်ကြီး carry တွေကိုငှားရမ်းကြပါတယ်ဒီနေ့မှာတော့ကမ္ဘာအချမ်းသာဆုံး carry တွေအကြောင်းကိုပြောသွားမှာပါနံပါတ်1နေရာမှာတော့ Steve William ဖြစ်ပါတယ်သူကတော့ Tiger Woods ရဲ့အောင်မြင်ဆုံးအချိန်တွေမှာ carry လုပ်ခဲ့တာပါဒေါ်လာ12သန်းကနေတန်း20ကြားချမ်းသာပြီး major နိုင်ပွဲ14ပွဲအထိနိုင်ထားတာပါTiger Woods ပြီးတော့ Adam Scott နဲ့လက်တွဲခဲ့ပြီး Adam Scott ကိုသမား star winner ဖြစ်အောင်ပံ့ပိုးနိုင်ခဲ့သူပါ William ပံ့ပိုးမှုအောက်မှာ Adam Scott ကကမ္ဘာအဆင့်1ဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်နံပါတ်2ကတော့ Joe Lacoste ပါဒေါ်လာ9သန်းကနေ10သန်းကြားချမ်းသာပြီးနာမည်ကျော်တွေဖြစ်တဲ့ Fred Couples နဲ့ Tiger Woods တို့ကို carry လုပ်ခဲ့တာပါMajor နိုင်ပွဲ2ပွဲရရှိထားပြီး Tiger Woods ရဲ့ comeback ဖြစ်တဲ့2019သမား star ပွဲမှာ carry လုပ်ခဲ့ပါတယ်Tiger Woods နဲ့12နှစ်တာလက်တွဲပြီးနောက်ဒဏ်ရာပြဿနာတွေကြောင့် Tiger Woods နားယူသွားတဲ့အခါ Patrick Cantlay နဲ့ဆက်လက်တွဲနေခဲ့ပါတယ်ဂျိုးရဲ့သားဖြစ်သူ Joe Calava 4 ဟာလည်း professional carry ဖြစ်ပြီး PGA Tour player တယောက်ဖြစ်တဲ့ Joe Highsmith ကို carry လုပ်နေတာဖြစ်ပါတယ်2019ခုနှစ်မှာ carry Hall of Fame ဖြစ်သတ်မှတ်ခံခဲ့ရပါတယ်နံပါတ်3ကတော့ Jim Bone McKay ပါ Major Champion 6 ကြိမ်ရရှိထားပြီးဒေါ်လာ9သန်းကနေ10သန်းကြားချမ်းသာပါတယ်Phil Mickelson နဲ့25နှစ်ကြာလက်တွဲခဲ့ပြီး Major 5ပွဲအနိုင်ရရှိခဲ့ပြီး Tour နိုင်ပွဲ42ပွဲရှိခဲ့ပါတယ်Phil နဲ့လမ်းခွဲပြီးနောက် Justin Thomas နဲ့လက်တွဲက2022မှာ PGA Championship ရယူနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ NBC Sport နဲ့ Golf Channel တို့အတွက်ကွင်းတွင်းသတင်းတင်ဆက်သူဖြစ်လုပ်ကိုင်လျက်ရှိပါတယ်2019ခုနှစ်မှာ Carry Hall of Fame ဖြစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်နံပါတ်4နေရာမှာတော့ Austin Johnson ပါသူကတော့ Dustin Johnson ရဲ့ညီဖြစ်ပြီးဒေါ်လာ9သန်းချမ်းသာပါတယ်Major 2ပွဲနိုင်ရထားပြီး Tour ပွဲ18ပွဲနိုင်ရရှိထားပါတယ် Dustin Johnson က LIV မှာပြောင်းရွှေ့ကစားတဲ့အခါ LIV ရဲ့ carry တွေကိုပါစုကြေးပေးတဲ့စနစ်ကြောင့်လည်းဝင်ငွေပိုကောင်းမွန်ခဲ့2016ခုနှစ်မှာ PGA Tour Carry of the Year ဆုရရှိခဲ့ပါတယ်နောက်ဆုံး15မှာတော့နာမည်ကြီး carry Ted Scott ပဲဖြစ်ပါတယ်ဒေါ်လာ9သန်းချမ်းသာပြီးကမ္ဘာအဆင့်1 Scotty Scheffler ရဲ့ carry ဖြစ်ပါတယ် Scotty နဲ့လက်တွဲခင်က Bubba Watson ရဲ့ carry ဖြစ်ပြီးတော့ Bubba နဲ့ Major 2ပွဲအနိုင်ရရှိထားပါတယ်နောက်ပိုင်း Bubba ရဲ့ကာလရှည်လက်ကောက်ဝစ်ဒဏ်ရာကြောင့်မရိုက်နိုင်တော့တဲ့အခါ Bubba က Ted ကိုအရေးချင်းရှိလူငယ်ကစားသမားတွေနဲ့လက်တွဲဖို့တိုက်တွန်းခဲ့တာကြောင့် Bubba နဲ့လမ်းခွဲပြီး Scotty နဲ့လက်တွဲခဲ့တာScotty နဲ့ Major 4ပွဲအပြင် Olympic ရွှေတံဆိပ်ဆုအပါအဝင် Tour ပွဲ18ပွဲအနိုင်ရရှိထားပါတယ်တက်ရဲ့ဝင်ငွေဟာအခြား Tour player တွေထက်တောင်ပိုမိုများပြားပါသည်ဒါကတော့ကမ္ဘာအချမ်းသာဆုံး carry 9ယောက်ပဲဖြစ်ပါတယ်